Idivido Bhagava Arahata Madhambuddho Vesa Sarana Dambano Dugato Loka Vidu Anodaro Purita Dhamma Dharati Tathati Vamanodana Buddho Bhagava Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Tathangaya Giledaru Vadana Deliato Wimya Mangwi Maye Win Paido Shwe Saipyanti Londa Shin Mimi Bidu Jibu Goyo Aluro Man Budo Kangro Mudai Do Ye Jong Jong Li Arahara Udo Guno Jibje Anchiwi Magom Jamabon Dayao Bien Lai Georgia Tinsharo Mubabidi Daga Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Davinya Aswamagabhin Myadinkara Vikara Ni Lakana Pinya Nibandahu Ngaya Diya Nyarangu Paubya Mashi Gurura Indiro Mudato Ye Jong Jong Li Dhamma Dhambuddho Dhamma Dhambuddha Udo Guno Jibshin Anchi Magom Yamabon Dayam Lai Georgia Tinsharo Mubabidi Daga Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Dhamma Shiva Namyu Abhin Hoda Pinya Nyawezadi Nibbana Dhammayadu Sagayam Pshin Amandindi Ajin Sarana Sangawani Takwa Udum Jiduno Mudo Ye Jong Jong Li Vesa Sarana Dhambano Vesa Sarana Dhammana Udo Guno Jibshin Anchivi Magom Jamabon Dayam Bien Lai Georgia Tinsharo Mubabidi Daga Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Dibingara Tuchadani Chiroyin Mamangin Diri Bori Mandai Kanwa Bayao Sekai Barami Sombi Nilia Dongli Bawa Myada Dai Dukha Siwa Jindo Abhin Mayu Maisa Huga Samyu Dazi Maganyive Dadita Mazim Mabyashin Layata Vinyando Ya Jong Yo Yui Chuaro Mugedo Yi Jong Jong Li Dugado Dugara Udo Guno Jibshin Anchivi Magom Jamabon Dayam Bien Lai Georgia Tinsharo Mubabidi Daga Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Dadoka Dadinkharahu Loka Tumbon Alonsongo Ayong Tin Swa Bai Chaga Phin Kaung Swa Gong Sin Ti Mino Mudo Ye Jong Jong Li Loka Vidu Do Guno Jibshin Anchivi Magom Jamabon Dayam Bien Lai Georgia Tinsharo Mubabidi Daga Do Bhagava Dushvivuno Dakishino Myapayati Idibi Minasa Karanina Soma Tiyang Tadawa Mando Chaudalin Chau Myau Dan Myau Yui Ao Chagong Sin Sin Song Bo Pong Pong Tin Pi Asin Pi Laya
ယင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငယ်သားနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခရီးလမ်းမှာရွှေနမ်းမြည်ငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းငင်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွှမ်းမိုးနိုင်သောဣတိတာဘုံတော်တမ္မာပဇ္ဇဘိညာဉ်ကိုဝိဇ္ဇလောကတက္ကနာချင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကုကြအပြာလောကုတ္တရာတရားတည်ဟူသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြော်စောခြင်းဟူသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစား၍မကျွင်းပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာမတော်ပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဣ
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အံ့ကြီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝါဤခုနေဤလောကံမိဂိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝါဤခုနေဤလောကံမိဂိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝါယေကုနေဤယရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေဂိတ္တိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှက်ဆက်ကြိုဆိုတော်မူထသောအာတုလံသီလခေါင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဘူးသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာကိုဒီလောဧဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖျား